မလှပဲဘေးညာရွေးအခုစားဘာလို့လဲတာလဲနောက်ဆန်းကိုတောက်ရှုပ်ပြီးတော့မီးဘူးတက်လိုက်ပြီနော်မလှဘက်မှာဘေးညာရွေးရမယ်တမီးကဘေးနိုင်ညာတမီးပဲဘယ်ပုံဆိုတော့ဒီဘက်နော်ဒီဘက်ကနေဒီတင်မောက်ဆုံးဒီမြင်းလေအတင်မောက်ဆုံးနေရာနေဒီလိုမျိုးလေငါးလက်မရှိုးအတင်မောက်ဆုံးနေရာမှာငါးလက်မပြင်ရပြီငါးလက်မရှိုးဒီနေရာလေးကိုကိုင်ဟိုရှိတယ်ဆိုတော့လက်ကထိလို့နိုင်တယ်ထိလို့မနိုင်တဲ့အခါဆိုတော့မိဘူးလေးနေနဲ့အရာပြီအဲ့တော့တို့တွေကပုံမှန်လေးတစ်ခွဲရှူတယ်အဲ့တော့9ရက်တစ်ခွဲနှောက်ရင်3ခွဲအောက်ရှိမှရှိရတယ်တကယ်လို့မြန်ဟိုတင်ကြီးရဲ့လူကနှစ်ရှူခဲ့မယ်ဆိုရင်အောက်မှာဘယ်လောက်ဖြစ်မလဲ3ဖြစ်မယ်နော်နော်ဒီလိုလေးရှူတာ၄လွာနော်၄လွာဆိုဒါလေးကိုတမီးကမိဘူးလေးနည်းနည်းပေးလိုက်ဟိုနောက်ရှေ့ကျမ်းပေါ်တင်လို့ရှိရင်ကောင်းအောင်လို့စားပြီလားစားပြီအလှကိုအပေါ်မှာထားပြီးတော့ခါကိုကိုယ့်ဘက်မှာထားเนาะရှေဝါကိုအောက်မှာထားအဲ့တော့ဘေးညာရွေးမယ်ဘယ်ဘုံဆိုတော့ဘယ်ဘက်မှာဆိုတော့တို့အစောနာနောက်ဆက်လေးမှာ9လက်မခောက်ခဲ့တယ်ဟုတ်9လက်မခောက်ခဲ့တော့ဒီမှာ6လက်မတားတကယ်လို့ကိုလုံးကြီးရဲ့နေရာကြီးဆိုနောက်ဆက်မှာ6လက်မခောက်ခဲ့ရင်ဒီမှာဘယ်လောက်တား9လက်မတားမယ်เนาะနောက်6လက်မမြင်းလေးတားမယ်ခေကိုမြင်းရ6လက်မအောက်ထိတားမယ်เนาะချက်လိုက်နောက်ဆက်လေးဒီတင်မောက်ဆုံးနေရာမှာ9လက်မခောက်ထားတယ်เนาะခောက်ထားတဲ့အတွက်တို့ရှေ့ထဲမှာမလောက်6လက်မတားမယ်เนาะညက်လို့ကောင်းအောင်လို့တားခိုင်းတာเนาะအဲ့တော့တားမယ်ဆိုတော့ဒီမှာဆင်မတို့ရဲ့ပတံမှာဘေးဒီတစ်ခွဲဆိုပြီးတော့ပို့ထားတယ်လေအဲ့တော့တစ်ခွဲအဆက်ကိုဖယ်မယ်ဖယ်ပြီးတော့ဒီခောက်ထားတာနဲ့တားနိုင်မယ်30ခွဲရှိတယ်30ခွဲရှိတာကိုယ့်ရဲ့စိတ်ထဲမှာမှတ်တယ်တကယ်လို့ပိတ်မရလို့ကိုယ်ခွဲပဲတလက်မလျှော့လဲရတယ်เนาะအခုဘယ်လောက်မှတ်ခဲ့ရမှာလဲ30ခွဲမှတ်ခဲ့ရမယ်30ခွဲအတိုင်းလုပ်မယ်ဆိုရင်လှမ်းတဲ့ခါမှာခွင်းကြည့်ပိတ်မရလို့နည်းနည်းချော့မယ်ဆိုခွင်းဟိုနည်းနည်းကျင်းပေါ့အရင်ကျင်းတော့မဟုတ်ဘူးအဲ့လိုမျိုးเนาะဒီ30ခွဲဆိုခွင်းကြည့်ရမယ်ဒါမှတ်ထားမှာမှတ်ထားပြီးတော့အမ6လက်မမြင်တားထားတယ်เนาะခဲဆက်ဆိုတော့မမြင်ရဘူးပေါ့เนาะအဲ့တော့ဘယ်လောက်လဲ30ခွဲเนาะနည်းနည်းပိတ်မရမှာကြောက်လို့နည်းနည်းချော့လိုက်မယ်ဒီလားအင်ကြီးမှာအသုံးကျင်တယ်လို့ဘယ်လောက်သုံးလိုက်မလဲတစ်လက်မချော့လိုက်မယ်9ခွဲ40ချော့လိုက်မယ်30เนาะ40ပဲချော့လိုက်မယ်ဘယ်ကတိုင်း6လက်မရဲ့ဟိုဘက်ကို30တိုင်းနောက်ထပ်တစ်ပြန်ဘယ်လောက်ထက်တာ30တိုင်းအောက်မှာလည်းအဲ့လိုပဲ6လက်မရဲ့30တိုင်းနောက်ထပ်30တိုင်းအဲ့တော့နောက်ဆုံးအမှတ်အောက်ဆုံးအစကိုကိုင်မယ်နောက်ဆုံးအမှတ်အောက်ဆုံးအစကိုကိုင်မယ်နော်ကိုင်ပြီးတော့ဘယ်ကိုတက်ထက်မှာလဲစောနာ6လက်မနေရဘူးတော့ထက်တိုင်းသားအစင်းလေးတွေမြန်မာချစ်ကလေးတွေဆိုရင်ပညာတက်အောင်လုပ်မယ်တကယ်လို့ပြောင်းမဲဖြစ်ဖြစ်ဒီလိုမျိုးလေးအပေါ်စားကိုဆွဲတင်ပေးမယ်ဒီမှာအပေါ်စားမှာ4စိတ်လောက်သူထောင်တက်ပါစေဒါဆိုရင်ရှေ့ကိုဆိုက်ကြီးမဖြစ်ဘူးเนาะအတူတူပဲပိတ်စားတော့ဒါပေမဲ့လက်နဲ့နည်းနည်းလေးဆွဲပြီးတော့ယူပေးလိုက်တာเนาะအစင်းတွေကြလို့အဲ့လိုဆွဲယူလို့အစင်းလွဲသွားရဆိုရင်မလုပ်ဘူးเนาะဟုတ်ပြီးတော့ဒါလေးကိုတမီကိုင်လို့ကောင်းအောင်အဲ့ခေါက်ယူလေးကိုမိဘူးတိုက်ပေး